ကျွန်တော် master can တပည့်တွေကဒီနေ့မှာတော့ day 38ပေါ့နော် step 2အနေနဲ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ကျွန်တော် project ကို manufacturing cost တွက်တာကိုကျွန်တော်တို့ Google Sheet နဲ့ Google Doc မှာတွက်ကြည့်ကြမယ်ကျွန်တော်ရဲ့ Bliss ပေါ့နော်ဒါကတော့ Bliss 0.1 ရဲ့ per list တွေပေါ့နော်ကျွန်တော်ဒီ per list တွေမှာကျွန်တော်တို့ပါဝင်တဲ့ပစ္စည်းတွေပါမယ်ကျွန်တော်အခုကတော့ battery ဖြုတ်ထားတယ်ပေါ့နော်ကျွန်တော်ဝယ်ရမယ့်ပစ္စည်းတွေပေါ့နော် filament တို့ကျွန်တော်တို့ microcontroller တို့ cable တို့ encoder တို့ပြီးတော့ e-ink display တို့အဲ့ဒါတွေလောက်ထားတယ်ကျွန်တော် per list အကုန်လုံးက Amazon ကနေပြီးတော့စပွန်ဆာပေးတာဖြစ်ပါတယ်ချက်လိုက်တော့မပြည့်စုံဒီတိုင်း overall ထည့်တာရှိသေးတယ်estimate ကတော့အကြမ်းဖျင်းလေးတွက်ထားတယ်ပေါ့နော်ဒီမှာကျွန်တော် GPT အားကိုးလိုက်တယ်ပေါ့နော်အကြမ်းဖျင်းကတော့ဒီတိုင်းထိပ်ပေးတယ် GPT ကထုတ်ပေးတယ်အဲ့ကြောင့် AI ဝါလိုမျိုးအသုံးချရတယ်အဲ့ကြောင့်ကျွန်တော်ဒီက electronic တွက်ထားတာပေါ့နော်ဒီကကျွန်တော် e-ink display က25ကနေ40ရှိမယ်ဥပမာ electronic တွက်ပြီးထားတယ်mechanical ဘိုးကcomponent တွေ material ဘိုးပေါ့နော်ဒီကကျတော့ဒီက$12လောက်ရှိမယ်5 to $12လောက်ရှိမယ်ဒီမှာ first standard screw တွေပေါ့နော်0.5 ကနေ$1ဒီက unit cost ကိုတွက်ထားတာဆိုတော့နော် labor cost တွေရှိမယ်ကျွန်တော်ဒီအောင် manufacture လုပ်ခဲ့သည်ရှိတော့ဒီလောက်ကုန်ကျနိုင်ပေါ့နော်တခုအဲ့လိုမျိုးပြီးတော့ဒါ total ပေါ့နော် total တွက်ထားတာဒီအမှာကျွန်တော်ဗာပြောချင်တာလဲဆိုတော့design process ကဘာလို့အရေးကြီးလဲဆိုတော့ကျွန်တော်အရင် influence ဖြစ်တယ်ဗျာPC ထွက်လာတဲ့ manufacturing ကျွန်တော်တို့လုပ်လိုက်ပြီဆိုရင် manufacture လုပ်တော့မယ်ဆို design က influence ဖြစ်တယ်ဘာလို့ဆိုတော့ဈေးအတက်ကြကအဲ့ design ပုံမှာမူတည်တာအဲ့ကြောင့်အရင် influence ဖြစ်တယ်second ကတော့ကျတော့ material ပေါ့နော် material ဟုတ်အဲ့ဒါ material weight short လိုက်တယ်ဆိုရင်ဈေးက auto ကျသွားတယ်design ကလည်းကျွန်တော် weight short လို့အဲ့ကြောင့်အခုနောက်ပိုင်းအလုပ်ခေါ်တဲ့လူတွေများဈေးမတရား short အောင်လုပ်နိုင်လေဟိုဟာဖြစ်လေအလုပ်ခေါ်လေပဲအဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့ဒါအရင်ဟိုဟာဖြစ်တယ် save money တဲ့မလား company တွေက save money လောက်နိုင်နေကြိုက်လေပဲသိရမလားအဲ့လိုမျိုးအဲ့ကြောင့် DFN စကားပြောရတာပေါ့ဒီကကျွန်တော်တို့ estimate လေးတွက်ထားတယ်ဗောနော် estimate cost လေးတွက်ထားတယ်ဒီ scaling မှာလုပ်ပြီးတာကျွန်တော် GPT ကရှုပ်ဖို့ကောင်းတယ်ဗောနော်ကျွန်တော်နောက်တစ်ခုကကျွန်တော်အခုကကြတော့ prototyping ဆိုတော့ကျွန်တော် 3D printing ကိုပဲသုံးမယ်ဥပမာအဆင်ပြေလို့ရှိရင်ဗောနော် injection molding ပါညာဝကလေးရောသွားရင်သွားမယ်အဲ့မှာပိုတန်သွားတယ်ဗောနော်ဒီမှာပြောထားတယ် injection molding ကဒီမှာတန်ခက်ဈေးကြီးအစစကြီးမှာတော့ဈေးကြီးလို့ခံစားရပေမဲ့အများကြီးထုတ်လို့ချိန်ကြလို့ရှိရင်တော့တန်သွားတယ်ဗောနော်အဲ့ဒါရှိမယ်ဒီနေ့ကတော့ဒီလောက်နဲ့ပဲပေါ့နော်ဒီလောက်နဲ့ပဲ step 2ပေါ့နော် step 2ရောက်ပြီးကျွန်တော်တို့ concept design တွေကဟိုအကျမ်းများပြင်ပြီးပြီ manufacturing cost အကျမ်းပဲပြီးပြီနောက်တစ်ခုကဘာလဲလာအောင်လဲဆိုတော့ကျွန်တော်တို့ဘယ်လိုပြောမလဲနောက်တစ်ခုကကျွန်တော်တို့ cap ပေါ်ပြန်တင်မှာပေါ့နော်အဲ့ cap ပေါ်ပြန်တင်တဲ့ process လေလာမယ်အဲ့ step 3ကဒါပေမဲ့ step 3ရောက်ဖို့တော့နည်းကြာမယ်ပေါ့နော်နည်းကြာအောင်မယ်ဂျားထဲမှာဘာလုပ်အောင်မလဲတော့ပြောတတ်ပြီဒီ bliss နဲ့ဆိုင်နေတာပေါ့နော်ဟုတ်ဒီနေ့တော့ဒီလောက်နဲ့ပဲ break ကြတာပေါ့